โอเคအားလုံးပဲမင်္ဂလာပါကျွန်တော်တော့ကိုတောင်းပါဒီနေ့ကျွန်တော်ဂျပန်မှာတွေ့ရများတဲ့ဒီပါရာပတ်ဝေါ်တွေကိုဘယ်လိုမျိုး create လုပ်မလဲပေါ့နော်ကျွန်တော်အခုပုံမှာပြထားတဲ့ပါရာပတ်နဲ့အခုလက်ရှိကျွန်တော်ဒီမှာအကျန်းဆွဲပြထားတဲ့ပုံမှန် business wall ပေါ့နော်အဲ့တော့ကျွန်တော်တို့ပုံမှန် business wall တွေမှာပုံတွေကလိုမျိုးကျွန်တော်တို့ဒီလို shape တွေထွက်ဖို့ကျွန်တော်တို့ဘယ်လိုဆွဲမလဲအဲ့တော့ business wall နဲ့ဆွဲမလားဘာနဲ့ဆွဲမလဲကျွန်တော်ပြန်စဉ်းစားပါမယ်အဲ့တော့ပုံမှန် business wall ကတော့ကျွန်တော်တို့ဒီတိုင်း4000ဆက်ဆက်ပေါ့ wall type ပဲရမှာပေါ့ဒီလိုမျိုးကျွန်တော်တို့shape မတူတာကြီးဆွဲမယ်ဆိုရင်ကျွန်တော်တို့ဘာနဲ့ဆွဲမလဲဆိုတော့ model in place เนาะကျွန်တော် model in place ဆွဲလို့ရတယ် model in place ကိုမှကျွန်တော်တို့ဘယ်လိုမျိုးလွယ်ကူအောင်ထပ်ဆွဲမလဲဆိုတဲ့ဟာကိုကျွန်တော်ဒီဗီဒီယိုမှာရှင်းပြပေးသွားပါမယ် Okay အဲ့တော့ကျွန်တော်တို့ဒီ model in place ကိုကျွန်တော်တို့ profile နဲ့ဆွဲပါမယ်ခဏခဏအသုံးပြုတဲ့ wall တွေဖြစ်တဲ့အတွက်ကျွန်တော်တို့ profile နဲ့ create လုပ်ထားပါမယ်ပြီးတော့ကျွန်တော်တို့ model in place မှာ profile ကိုပြစ်ထည့်ပြီးတော့ကျွန်တော်တို့လိုချင်တဲ့ shape ကိုချက်ချင်းအသုံးချလို့ရအောင်ကျွန်တော်တို့ဆွဲကြည့်အောင်အဲ့တော့ကျွန်တော်တို့ profile ဆိုတဲ့အတွက်ကျွန်တော်တို့ family ပေါ့တနည်းအားဖြင့် family အသစ်ကျွန်တော်တို့ create လုပ်မှာပဲ profile ကိုရှာလိုက်မယ်ကျွန်တော် matrix ဖြစ်ဖို့အတွက် English ကိုတွားလိုက်မယ်ဒီ matrix တွေက profile ဆိုတာ profile လေးယူလိုက်မယ် okay ကျွန်တော် profile တစ်ခုရပြီပေါ့ပြီးရင်ကျွန်တော်တို့လက်ရှိပုံထဲမှာပြထားတဲ့ shape ကိုကျွန်တော်တူအောင်ဆွဲမှာတူအောင်ဆွဲမှာဆိုရတဲ့ကျွန်တော်တို့ dimension သိလို့ရှိရင်ဘေးနားမှာကျွန်တော်တို့ထားပြီးတော့ကျွန်တော်ကြည့်ဆွဲလို့လည်းရတယ်မဟုတ်ဘူးကျွန်တော်တို့ repeat ကပို့လေးအောင်လုပ်ထားပြီးတယ်ဗားလိုက်မလဲဆိုတော့ insert ထဲမှာကျွန်တော်တို့ရှိထားတဲ့ photo or cat drawing ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ image ပေါ့နော်ကျွန်တော်ခုကတော့ image ယူထားဖြစ်တဲ့ import image ပေါ့ကျွန်တော်ခု desktop မှာကျွန်တော်ဒီတိုင်းပဲတင်ထားတယ်ပေါ့နော် variable wall detail ဆိုပြီးတော့ဒီလိုမျိုးကျွန်တော်တို့ cross sign လေးနဲ့ကျွန်တော်တို့ဝင်လာလိမ့်မယ်ကျွန်တော် insert လုပ်ထားတယ်ဒီနေ့အပြင် import လုပ်ထားတယ် image or pdf file တွေအဲ့ကောင်ကျွန်တော်ခဏနေရာချလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ scale မကိုက်သေးဘူးတနည်းအားဖြင့်ကျွန်တော်တို့အရင်ဆုံးလောက်အောင်မှာကျွန်တော် scale ချိန်ကြည့်တာပြီးမှကျွန်တော် profile ကိုဒီမှာဘယ်လိုမျိုးနေရာချမလဲဆိုတော့နောက်တစ်ဆင့်ထပ်စဉ်းစားကြတာပေါ့အဲ့တော့ကျွန်တော်တို့ scale ရင်ချိန်ပါမယ် scale ချိန်တဲ့အခါမှာကျွန်တော်တို့ထည့်လိုက်တဲ့ photo or pdf file or drawing မှာပါတဲ့တိကျတဲ့ dimension တစ်ခုခုပါတဲ့ဟာလေးကိုကျွန်တော်တို့ reference ယူမှရပါမယ်တနည်းအားဖြင့်အခုမှဒီကောင်ဆို150ပေါ့နော်150ကိုကျွန်တော်တို့ယူမလားပေါ့အဲ့တော့ကျွန်တော်150ကိုအနည်းဆုံးယူလိုက်လို့ရပါတယ်အဲ့တော့ကျွန်တော်150ပဲဒီတစ်ခေါက်ယူလိုက်ကြရအောင်အဲ့တော့ scale ကိုဘာမှသွားချိန်မလဲဆိုတော့ကျွန်တော်ဒီဘက်မှာရှိတဲ့ modify နေမှာ scale R ကိုလည်းအသုံးပြုပါတယ် scale ယူလိုက်မယ်ပြီးရင်ဒီကောင်ကိုကန်ပြီးတော့ဒီအထိကိုကျွန်တော်အခုတိုင်းလိုက်အောင် sorry shift လေးခံပြီးဆွဲမယ်ပြီးရင်ကျွန်တော်တို့150လို့ကျွန်တော်ရိုက်ထည့်လိုက်မယ်အဲ့ဆိုကျွန်တော်ဒီမှာကျွန်တော်တို့ရဲ့ scale ချုပ်ပြီးသားတနည်းအားဖြင့်ကျွန်တော်တို့ scale ချိန်ထားပြီးသား drawing or pdf or image ပေါ့နော်ဒါလေးရသွားအဲ့တော့မှကျွန်တော်လိုချင်တဲ့ဒီနေရာလိုချင်ဒီနေရာဆိုတော့တနည်းအားဖြင့်ဒီနေရာမှာ profile စပြီးတော့ရှိမှာလေအဲ့တော့ဒီ wall ကိုကျွန်တော်တို့ဘယ်လိုဆွဲမလဲဆိုတော့ wall ကိုကျွန်တော်တို့အပြင်ဘက်ကနေကျွန်တော်စပြီးကောက်ပါမယ်ပေါ့နော်ဒီနားနေကျွန်တော်တို့ wall ရဲ့ outer line တနည်းအားဖြင့်အပြင်ပေါ့နော်ကျွန်တော်အပြင် plane ယူပြီးဆွဲမယ် wall ကိုအဲ့တော့ဒီ layer center ကိုအပြင် plane နဲ့ကျွန်တော်ယူဆွဲလိုက်တယ်ဒီမှာအပြင် plane ကရှိသွားပြီဒီကောင်းလေးကိုကျွန်တော်မြင်သာအောင်ရှည်လေးနဲ့ဆွဲထုတ်ပေးပါမယ်ဒီမှာကျွန်တော်တို့ရဲ့ center line ပြီးရင်ဒီမှာကျွန်တော်တို့ရဲ့အောက်မှာရှိရဲ့အလဲပေါ့နော်အလဲမှာရှိရဲ့ center line ဒါမျိုးရှိသွားပြီအဲ့တော့မှကျွန်တော်တို့ဘာလုပ်မလဲ profile ကိုစပြီးတော့ဆွဲမယ်ဒီကောင်လေးကကျွန်တော်တို့ပို့ပြီးတော့လွယ်ကူမြန်ဆန်စေတယ်ပေါ့နော်အဲ့တော့ profile နေဆွဲရင်ထုံးစံတိုင်း create ပေါ့ပြီးရင် line ပြီးကျွန်တော်ဒီမှာအလဲစနာနေဒီပေါ်ထိပေါ့သူ့ရဲ့ကောက်ကြောင်းအတိုင်းကျွန်တော်တို့ကောက်ကြောင်းလေးတစ်ချက်လိုက်လိုက်ရုံပါပဲပေါ့နော်သိပြီးတော့ထွေထူးမဟုတ်ဘူးကောက်ကြောင်းလေးပေါ့နော်ကျွန်တော်ဆွဲတာ dimension အတိအကျမပါတဲ့ဟာတွေဆိုရင်ကျွန်တော်တို့ reference photo or pdf or ကျွန်တော်တို့ image ပေါ့နော်ဒါမျိုးတွေကျွန်တော်တို့ထည့်တာပို့ပြီးတော့မြန်ဆန်ပါတယ်။ဒါမှမဟုတ်လေဒီမှာကျွန်တော်တို့အတိအကျပေါ့နော် dimension အတိအကျကိုမှရှိတယ်ဆိုရင်တော့အဲ့ကောင်အတိအကျတိုင်းတာအဆင်ပြေတယ်ပေါ့နော်။ဒီမှာတော့ကျွန်တော် dimension အတိအကျတိုင်းနေနည်းနဲ့မဟုတ်ဘဲနဲ့ကျွန်တော်တို့ profile ကိုကျွန်တော် reference photo
image နဲ့ထည့်ဆွဲနည်းလေးကိုပြချင်လို့ကျွန်တော်ဆွဲလိုက်တာပါအခုကျွန်တော်ဒီနောက်ခံ background မှာရှိနေတဲ့ wall ရဲ့ shape တိုင်းကိုကျွန်တော် profile create လုပ်ပြီးသွားပါပြီအဲ့တော့ shape မှန်လားမှားလားကိုကျွန်တော် insert လုပ်ထားတဲ့ကျွန်တော်တို့ photo လေးကိုကျွန်တော်တစ်ချက် hide ပြီးတော့ချက်ကြည့်ကြည့်မယ်double h ပေါ့နော် h နှစ်ချက်ခောက်လိုက်လို့ရှိရင်ကျွန်တော်တို့ hide သွားတယ်ပေါ့ temporary hide ပေါ့တနည်းအားဖြင့်အဲ့တော့ဒီမှာကျွန်တော်တို့ဆွဲပြီးသွားပြီဆွဲပြီးတဲ့အချိန်မှာကျွန်တော်ဘာလုပ်ဖို့လိုရလဲဆိုတော့ profile တွေကတနည်းအားဖြင့် close မဖြစ်နေဘူးဆိုရင်ကျွန်တော်တို့ profile တွေက error တက်ပါတယ်အဲ့တော့ကျွန်တော်တို့ trim နဲ့ပေါ့နော်ဒီကောင်လေးနဲ့ကျွန်တော်တို့ trim နဲ့ tr လေးရတယ်တစ်ချက် confirm လုပ်ပါမယ်နော်ပိတ်မပိတ်ကိုကျွန်တော်တို့ဒီခါလေး down လေးတွေကိုကျွန်တော်တို့လိုက်ပြီးတော့အစီပေါ့နော်ဒါမျိုးဒီကောင်က down ကျဖြစ်တဲ့ဒီကောင်နဲ့ဒီကောင်နဲ့ပဲစစ်ပါအတိအကျလေးပေါ့နော်sorry ကျွန်တော်ဒီမှာလွဲသွားတယ်နော်ဒီနာလေးနဲ့ဒီကောင်စီပြီးသွားဆိုတော့ဒီဘက်နေပေါ့ဗျာနော်ဒီကောင်နဲ့ဒီကောင်ပေါ့အဲ့လိုမျိုးကျွန်တော် down လေးတွေကျွန်တော်တို့လိုက်ပြီးတော့ပိတ်မပိတ်ပေါ့နော် close ဖြစ်ကို check confirm လုပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ရပြီဆိုရင်ကျွန်တော် HR ဆိုပြီးပြန်ဖော်လိုက်မယ်ပြီးကျွန်တော်အရင်ဆုံး save လိုက်မယ်desktop မှာကျွန်တော်ခဏထားလိုက်မယ် parabat wall ပေါ့နော်pw01 ပေါ့ဒါကျွန်တော်ကွက်ကိုနားလည်အောင်ပေးထားလိုက်တဲ့နာမည်လေးပေါ့နော် okay ကျွန်တော်တို့ desktop မှာပဲတင်ထားလိုက်မယ် okay save ပြီးသွားပြီကျွန်တော်တို့ profile နာမည်လေးရသွားပြီအဲ့တော့ဆိုလိုတာကပြီးလို့ရှိရင်ကျွန်တော် log into project ကိုကျွန်တော်တို့ထည့်လိုက်တော့မယ် project ထည့်တဲ့အချိန်မှာဒီအနောက်မှာကျွန်တော် insert ထည့်ထားတယ်ပေါ့နော် background တွေနဲ့ကျွန်တော်တို့ယူထားတဲ့ photo တွေ image တွေအကုန်လုံးကပါမလာပါဘူးเนาะအဲ့ဒါလေးတစ်ချက်เนาะ PDF file DWG အကုန်လုံးကကျွန်တော်တို့က profile ထဲမှာပါမလာပါဘူးကျွန်တော် original အနောက်မှာ create လုပ်ထားတဲ့ profile ပဲပါပါတယ်ပေါ့ okay ကျွန်တော် log into project ဒီလေးကိုကျွန်တော်တို့ပြည့်ထည့်လိုက်အောင်ကျွန်တော်ရဲ့ project sample လေးပေါ့เนาะကျွန်တော်တစ်ခုလေးရှိတာဆိုတော့တစ်ခုပေါ့ဗျာဒီလေးတော့ကျွန်တော် profile ရောက်သွားပြီပေါ့ first step အနေနဲ့အဲ့တော့ကျွန်တော်တို့ထည့်ထားပြီးသား profile တော့ရှိသွားပြီဒါပေမဲ့ဒီအဟောင်းကိုကျွန်တော်တို့ဘာလုပ်မလဲဖြတ်ချလိုက်မယ်ပေါ့နော်ထူပါအောင်ကျွန်တော်ဖြတ်ချလိုက်ပြီးတော့ကျွန်တော်တို့ဒီကောင်က roof level ဆိုတဲ့ကျွန်တော်တို့ RFL ကိုတွားမယ်ပေါ့ဒီမှာကျွန်တော်ရဲ့ select ပြင်ရှိတယ်နော်ရောင်းလေးနဲ့ပေါ်လိုက်အပြင် boundary ပေါ့နော်အပြင် boundary ကျွန်တော်ပတ်လိုက်မယ်ပြီးဒီနားမှာပိတ်မယ်ပေါ့လက်ရှိဒီ grid line မှာပိတ်မယ်ပေါ့နော်အပေါ် parabet ကိုလွတ်ထားမယ် okay အဲ့တော့ကျွန်တော် component တွေက model in place နဲ့ကျွန်တော်ဆွဲမယ်ပြီးရင်ကျွန်တော်တို့ဒီတစ်ခေါက်ကပါလဲ wall ဆိုတဲ့ကျွန်တော်တို့ wall ကိုရှာလိုက်မယ်ပေါ့နော် walls okay w01 เนาะထားလိုက်တော့ w01 နဲ့ပဲထားလိုက်ပြီးရင်ကျွန်တော်တို့ဒီကောင်ကိုတောက်လျှောက်ပတ်မှာဆိုတဲ့ကျွန်တော်တို့ sweep နဲ့ပတ်မယ် sweep ယူလိုက်မယ်ပြီးရင် sketch pad or pick pad ဒီတစ်ပြင်လုံးကြီးကိုကျွန်တော်တို့ 3D မှာတွားပြီးတော့ကျွန်တော်တို့ pick pad ကောက်လို့လည်းရတယ်ပေါ့နော်ဒီအပြင်ထိကျွန်တော်ပတ်မယ်ဆိုရင်မဟုတ်အခုကကျွန်တော်ကဒီ reference ဆိုတာတဲ့ sorry roof level မှာကျွန်တော်တို့ကဒီနားမှာတစ်ဖြတ်ဖြတ်မှာဆိုရင်ကျွန်တော်ဒီတစ်ခေါက်က sketch pad ကိုပဲအသုံးပြုပါမယ်ပြီးတော့ကျွန်တော်တို့ဒီမှာဒီ grid liner ပေါ့နော်ကျွန်တော်လိုက်မယ် okay ကျွန်တော်ပတ်ပြီးသွားပြီပြီးအမှန်ချစ်လိုက်မယ်ပြီးကျွန်တော် sketch pad ပြီးသွားပြီအဲ့တော့ profile ဆွဲမယ်ပုံမှန်ဆိုရင်ကျွန်တော်တို့ဒီ select profile ပြီး edit profile ဆိုကျွန်တော်တို့ by sketch နဲ့ဆွဲမယ်ဒီတစ်ခေါက်ကကျွန်တော်တို့ဆွဲထားပြီးသား profile ရှိပြီးသားကျွန်တော် project ထဲကို profile ဝင်ထားပြီးသားအဲ့တော့ by sketch နဲ့မလုပ်တော့ဘူးကျွန်တော်တို့ဒီမြားလေးနဲ့အောက်ကို chest down arrow နဲ့ချလိုက်မယ်ကျွန်တော်တို့ခုနကဆွဲထားတဲ့ profile လေးကိုကျွန်တော်ရှာလိုက်မယ် pw01 ဆိုကျွန်တော်ပေးခဲ့တယ်เนาะ parabet wall ဆိုပြီးတော့အဲ့ကောင်လေးကျွန်တော်ယူလိုက်မယ်အဲ့ဒါကျွန်တော်တို့တွေကို profile ဝင်ပြီးသွားပြီအဲ့ဒါကိုကျွန်တော်ဘယ်မှာ confirm လဲဆိုတော့ 3D မှာသွားပြီး confirm ပါ 3D မှာကျွန်တော်တို့ဆွဲထားတဲ့ profile နဲ့ကျွန်တော်တို့ရောက်လာပြီအဲ့ profile ကိုစဆွဲတဲ့ကျွန်တော်တို့ကတည်ထားဖို့လိုရတယ်အပြင် plane ဆွဲထားပြီးဆွဲမယ်ဆိုရင်သူအပြင် plane ထားပြီးကျွန်တော်တို့ note တွေကဆွဲထားပြီးမှရမယ်ဒီလို parabet wall တွေဆွဲမယ်ဆိုရင်တော့ကျွန်တော်တို့ wall ကို center line ကနေဆွဲတာကိုတိတ်ပြီးတော့ recommend မပေးပါဘူးကျွန်တော်အပြင်ပေါ့နော်အပြင်ဖြစ်ဖြစ်အတွင်းပေါ့နော်အဓိက corner down တစ်ခုခုကျွန်တော်တို့ပေးထားမှာကျွန်တော်တို့ဆွဲရတာပိုလွယ်ကူမယ်မဟုတ်လို့ရှိရင်ကျွန်တော်ပြီးလို့ရှိရင်လိုက်ပြီး adjust လုပ်နေရတာတွေအချိန်ပိုကုန်နေပေါ့နော် okay ဒါကတော့ကျွန်တော်
ဒီကျွန်တော်ဟန်နေ recommend ပေးတဲ့နည်းလေးပါမိတ်ဆွေတို့ဆင်ပြေလို့တော့ဆွဲလို့ရတာပေါ့နော် okay ဒါကျွန်တော်တို့ဆွဲပြီးသွားပြီဒီ shape လည်းမှန်နေပေါ့နော်ကျွန်တော်တို့ဆွဲရတဲ့ sketch pad လည်းကျွန်တော်တို့လောဆယ်မှန်နေပေါ့အဲဆိုကျွန်တော်တို့အမှန်ချစ်လေးချစ်ပြီးတော့ကျွန်တော်တို့ wall လေးကိုဒီမှာထပ်ပြီးနောက်ထပ် confirm လုပ်လို့ရတယ်ပေါ့နော်အဲ့ပြီးလို့ရှိရင်ကျွန်တော်တို့ဘာလုပ်လို့ရလဲဆိုတော့ကျွန်တော်တို့ material ထည့်မယ် material ထည့်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာလောဆယ်က default ကြီးဖြစ်နေတယ်နော် default ကြီးကဘာလဲ by category အဲ့ကောင်ကျွန်တော်ဒီမှာ select မှတ်ပြီးတော့ကျွန်တော်ဒီမှာလောဆယ်edit မှုမဖြောက်သေးဘူးเนาะ select မှတ်ပြီးတော့ကျွန်တော် by category နဲ့ကျွန်တော်တို့ create new ပေါ့ပြီးရင် rename မှာကျွန်တော်တို့ parapet wall ပေါ့เนาะကျွန်တော်ဒါအမြင်လေးအကြမ်းမြင်လေးရေးလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာခုနကအရောင်နဲ့တူရင်တော့ view ချင်း graphic မှာကျွန်တော်တို့ appearance မှာကျွန်တော်တို့အချစ်မယ်အမှန်ချစ်လေး okay အဲကျွန်တော်ဖြူသွားပြီ okay အဲကျွန်တော်ဒီမှာကျွန်တော်တို့ရဲ့ profile ကျွန်တော်တို့ဒီမှာဒီလိုမျိုးလေးထွက်သွားပြီဒါကကျွန်တော်ပုံမှန်ရှိနေကြပုံမှန်တွေ့ရများတယ်ကျွန်တော်တို့ parapet wall ပေါ့နော်ပုံမှန် business wall နဲ့ကျွန်တော်4000စစိန်ဆွဲရတယ်ဆိုလို့ရှိရင်ဒီလိုလေးကကျွန်တော်တို့ Bobby reality set နဲ့ကျွန်တော် LED အမြင့်နေဆွဲခြင်းဒီလိုမျိုးနဲ့ဆွဲတယ်ပေါ့နော်ကျွန်တော်ဆွဲထားမှန်မှန်ကိုကျွန်တော်ဘာလုပ်လို့ရလဲ session ဖြတ်ပြီးတော့ confirm လုပ်ကြည့်ရအောင် session ဖြတ်မယ်ဒီကောင်ကိုကျွန်တော်တို့ boundary ကိုထောင်လောက်ပေါ့နော်offset ပေါ့နော်ညားနဲ့ဆွဲလိုက်ရအောင်နော်ကျွန်တော် dimension နဲ့ပဲလုပ်တယ်ပြီးလို့ရှိရင်ကျွန်တော်တို့ go to the view အပေါ်ဆုံးမှာကျွန်တော်တို့ရဲ့ parapet wall ရဲ့ shape လေးပေါ်လာဒါလေးတော့ကျွန်တော်ပြီးလို့ရှိရင်ဒါ level ညှိလိုက်ပေါ့နော်ဒီ select ကအခု -130 ဖြစ်နေတဲ့အတွက်ပြီးရင်တော့ကျွန်တော်ဒါ profile ကိုပြန်ပြီးညှိလို့ရတယ်ဒီမှာတော့လောလောဆယ်ဒီလို shape လေးကျွန်တော်တို့ထွက်သွားပြီဆိုတာကို confirm ပြီးရင် okay ဒါမျိုးလေးကျွန်တော်တို့ရသွားပြီ okay အားလုံးအဆင်ပြေမယ်လို့ထင်ပါတယ်เนาะဒီနည်းလေးကကျွန်တော်လည်းအခုလက်ရှိသုံးနေတဲ့နည်းလေးပါမိတ်ဆွေတို့လည်းလိုက်သုံးကြည့်ပါအဆင်ပြေမယ်လို့ယုံကြည်ပါတယ်ဒါဂျပန်မှာလည်းဒီ wall parapet wall တွေကဒီလို shape တွေများပါတယ်เนาะ 80% တော့ wall တွေက okay အားလုံး bye bye အဆင်ပြေပါစေ